နာကိုကြောက်ချင်းမိပါတော့ရောင်တိုင်းဒေသကြီးဝန်ကြီးတို့နဲ့ဝန်ကြီးများဌာနဆိုင်ရာအကြီးအကဲများဖိတ်ကြားတော့ဧည့်သည်တော်များတိုင်းသားညီကောင်မောင်နှမအားလုံးကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေကြောင်းဆုတောင်းမေတ္တာပို့ရပါတယ်ခင်ဗျာအခုလိုကြောက်ချင်းမိပေးတဲ့အတွက်လည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြရပါတယ်ကျွန်တော်တို့မော်လူမျိုးတွေအတွက်နေကျူးနေရပြုပြတဲ့မော်မျိုးသားရဲ့အခမ်းအနားဟာပြည်စဉ်တဘောရလာသောတရနေ့ကြောင့်တိုင်းကျင်းပလာခဲ့တာဒီခုနှစ်ဆိုရင်99နှစ်မြောက်ရောက်ရှိလာတာဖြစ်ပါတယ်။မော်မျိုးသားရဲ့အခမ်းအနားကိုမိမိတို့လူမျိုးရဲ့ဘာသာစကားစာပေရင်းနှီးမှုရိုးရာတရေထုံးတမ်းများမပြောက်ပြဲသွားအောင်ဖိနှိမ့်သွားပြီးရည်စည်ကုလို့တိုးတက်လာအောင်ကြိုးပမ်းနေနိုင်ငံကိုမူလူမျိုးတို့ရဲ့ဇာတိတွေဇာတိမှန်လို့ကြတဲ့တော့ဒီလိုလူမျိုးတွေကိုနဲ့တိုင်းသားလူမျိုးများအားလုံးအရင်စီလုံးညီညွတ်ရေးကြိုးပမ်းသွားနိုင်ဖို့တိုင်းသားလူမျိုးတွေရဲ့လမ်းလူညီများမှုအခွင့်အရေးအပြည့်အဝရရှိမှုနဲ့စစ်မှန်သောတရွေပြည်တော်စုတည်ဆောက်သွားနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားနိုင်ဖို့စတဲ့ဒီပဲချက်တွေနဲ့ကြီးမားကြတာဖြစ်ပါတယ်။မူမျိုးသားရဲ့အခမ်းအနားကိုလွန်ခဲ့တဲ့တိတ်ကာလဖြစ်ဆက်အခြေအနေမျိုးကြားမှာအနစ်နာခံကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့မူမျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ပြုလုပ်ကြောင့်ဒီနေ့ခေတ်ကာလမှာဒီကာကတတ်တဲ့နေနဲ့ကြောင်းလဲလာတဲ့လူမှုဘဝဖြစ်နေတာတာသာတဖြစ်သွားအစင်လာမပြတ်ကျင်းပလာနိုင်ပြီဖြစ်ပါတယ်။မော်မျိုးသားညီကောင်မအပေါင်းတို့ခင်ဗျာဒီနေ့မော်မျိုးသားရဲ့အခမ်းအနားတို့ကြွရောက်လာကြတဲ့ကျွန်တော်တို့မော်ညီကောင်မအသီးသီးဒီဘဝအခြေအနေတိုင်းပြည်လူကြီးရဲ့အမြင်သဘောထားတွေနဲ့မျိုးမျိုးကွဲပြားနေမှာဖြစ်ပြီးကိုလူတွေရဲ့မျိုးသားကံရလက္ခဏာကိုဘုံကြီးတတ်မှုမျိုးချစ်စိတ်ဓာတ်တို့ကိုအခြေခံကြတဲ့အတွက်ကျွန်တော်တို့လူကြီးရဲ့လူကြီးမှုတွေကိုပြီးပြီးဘုံလူမှုတစ်ခုဖြစ်တဲ့အတူတူကလက်တွဲပေါ်ဆောင်နေကြတယ်ဆိုတော့မေတ္တာတော်စုကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့ဘုံလူမျိုးတွေအတွက်အလုံးအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေများသည်မိမိတို့လူမျိုးအတွက်မတူညီတဲ့အရှိတော့မျိုးမျိုးကနေစေတနာနဲ့လွတ်တော်နေကြရင်အချင်းချင်းယာယီသဘောထားကိုလည်းဖြစ်ခဲ့တဲ့အခြေအနေတရားဖြစ်ပါတယ်ကျွန်တော်ခံယူပါတယ်ကျွန်တော်တို့ရဲ့ဘုံတူညီတဲ့ဥဒိယဖြစ်တဲ့မော်မျိုးသားသူစုဘအတွက်လောက်တော်တဲ့အခါမှာမတူကွဲပြားမှုအပေါ်အခြေခံတဲ့စီးလုံးညီမှု Unity is Diversity ဆိုတဲ့ခံယူချက်အတိုင်းပေါ်တော်သွားနိုင်မယ်လို့ကျွန်တော်တို့စုစည်းမှုကိုမကြမ်းမီရရှိနိုင်မှာဖြစ်ပါတယ်။တိုင်းသားတီးတီးတွေလည်းသူ့ကိုယ်ပိုင်မျိုးသားရေးလက္ခဏာများတွေနဲ့ဘုံရက်ကရှိရှိရပ်တည်ရင်ဒီကောင်လူကြီးရဲ့တာဝန်ကိုအတိအကျတည်ဖို့ရင်းနဲ့အတူရှင်တွဲနေတာများတာယနေ့တည်းပဲဖြစ်ပါတယ်။ဒါကြောင့်မို့ရင်းညတာယာပြီးအများနဲ့ရင်မောင်းနိုင်တဲ့နိုင်ငံတစ်ခုအဖြစ်ပြီးဆောင်နိုင်ဖို့အတွက်အခုဒီတော့အခြေကတော့ဒီနိုင်ငံတော်ကိုယုံကြည်မှုရှိရှိစီးလုံးညီညွတ်စွာဖြင့်နိုင်ငံမှာပြီးဆောင်သွားနိုင်ဖို့ဖြစ်တယ်လို့ယုံကြည်ပါတယ်။ခုနှစ်ကူကကျွန်တော်တို့ဒီနိုင်ငံရဲ့အနာဂတ်ပုံပြတဲ့ဒီတောင်စုကြီးပြီးဆောင်သွားနိုင်ဖို့ကျိုးပမ်းနေသည့်ကာလမှာနိုင်ငံသားတွေရဲ့အထဲမှာဒီမိုကရေစီကြည်တဲ့အတူဖက်ဒရယ်နိုင်ငံသားဖြစ်တဲ့စိတ်ဓာတ်ကိုအခုဒီတော့လက်ရှိကျိုးတော်ပေးနိုင်ဖို့လိုပါပဲ။နိုင်ငံသားချင်းချင်းတိုင်းရင်းသားချင်းကမှပြန်လည်လေးစားတန်ဖိုးတောင်းတမှုကိုကျွန်တော်ခံပြီးပေးနိုင်ခြင်းဒီနာဂပြည်တော်စုကြီးအတွက်နောက်တော့ထောက်ဖို့ဖြစ်နေမှာဖြစ်ပါတယ်။သူတို့ရဲ့လူမျိုးစုတိုင်းအတွက်ဘုံတူညီတဲ့အပေးရေး collective right အရာရပိုင်ခွင့်ဖြစ်တဲ့စာပေရင်းမှုကလေးထုံးတဲ့အစဉ်အလာတွေတိုင်းတိုင်းဆောက်ရှောက်နေနိုင်ဖို့အတွက်သက်ဆိုင်ရာတိုင်းသားလူမျိုးများနိုင်ငံရေးရတည်ရတဲ့အပေးရေးတွေကိုဖန်တီးပေးနိုင်လို့လည်းရပါတယ်။ဒါကြောင့်လာကြတဲ့မျိုးသားအပေါင်းတို့ကမြို့သားကျိုးကြီးပွားပဲကျွန်တော်တို့ရဲ့ကျိုးပန်းဆောင်ရွက်နေတဲ့ကဏ္ဍကိုကြည့်ရင်မိုးလူမျိုးစုဒီတိုင်းနိုင်ငံကိုပို့တာကိုစေတနာဝန်ထမ်းတွေကအတတ်နိုင်ဆုံးကြိုးစားနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုလည်းပို့ပြီးဝိုင်းဝန်းအားထုတ်သွားဖို့လည်းလိုမယ်လို့ယူဆမိပါတယ်။ဒါကြောင့်လဲဆိုရင်အခုလိုဒီမိုကရေစီစနစ်ပြောင်းလဲပြည်တော်လာတဲ့ကာလမှာစာပေရည်ကျက်မှုတွေထုံးသားစင်လာတွေတင်းကျပ်ဆောက်ရှောက်ခွင့်ကရင်းနှီးထားတဲ့အခွင့်တာလာမယ်လို့တခြားတစ်ဖက်မှာလည်းဒီနေ့ရဲ့ရုပ်ဝတ္ထုပုံပြတဲ့မှုနဲ့အတူလူနေမှုပုံစံတွေလူမှုတန်ဖိုးထားမှုတန်တွေတစ်ခုပြောင်းလဲလာတဲ့အတွက်တိုင်းသားလူမျိုးငယ်တွေရဲ့ဘာသာစကားစာပေပေါ်အာယုံစုဆိုင်မှုကြောက်ပါလာနေတာကိုတွေ့ရပါတယ်။ဒါကြောင့်ကိုလူမျိုးရဲ့အမျိုးသားဇယလက္ခဏာတွေအတွက်ဒီပြင်တဲ့အမှုကြီးစူးစမ်းသွားဖို့ကိုလည်းတိုက်တွန်းလိုပါတယ်။ဒါအပြင်တိုင်းသားတွေရဲ့ဘာသာစကားစာပေညီညွတ်မှုနဲ့
လူစုခွာတွေရဲ့ရေးပါမှုကိုမြင့်တင်ပေးနိုင်ဖို့အတွက်နိုင်ငံရေးအဆောင်ရွက်သွင်းနိုင်ဖို့လည်းအားလုံးမှာတာဝန်ရှိကြောင်းတင်ပြလိုပါတယ်။ဒီနေ့ပြမတဲ့မိုးမျိုးသားလေးမှာမိုးမျိုးသားပေါင်းတို့နဲ့သမိုင်းတစ်လျှောက်ပြမတဲ့မိမိတို့ရဲ့အစဉ်လာမျိုးသားပြည်တဲ့လက္ခဏာတို့ကိုမပောက်ပြည့်စေအောင်အပုံမဲ့မခံရအောင်စောင့်ရှောက်နိုင်တဲ့လူမှုအတိုင်းအဝန်တစ်ခုကိုတည်ဆောက်နိုင်ဖို့အတွက်ဉာဏ်ပညာကိုဥဒိတ်ထားပြီးတတိကိုလက်ကင်ထားကလက်တွေ့အခြေအနေနဲ့အဆက်အီးတဲ့လောက်တော်ချက်တွေကနေသဖြင့်မိမိတို့ရဲ့မျိုးသားကိုယ်အောင်ကိုပြန်လည်ထုံးပြောင်းဆောင်ရွက်နိုင်ကြပါစေလို့သူ့မောကောင်းတောင်းဆိုအပ်ပါတယ်။မတူပဲပြောဖို့လည်းသူကရှင်းပြမှုနိုင်တဲ့ဒီလိုအတိုင်းအဝန်တစ်ခုကိုအခြားတိုင်းသားတွေနဲ့သူကပေါ်ဆောင်ရေးမိမိတို့ရဲ့မျိုးသားပြည်တဲ့လက္ခဏာကိုလည်းဆက်တဲ့တကူတိုးမြအောင်ဆောင်ရွက်နိုင်ကြပါစေလို့သူ့မောကောင်းတောင်းလိုက်ပါတယ်။ကျွန်တော်အနေနဲ့ဒီကုန်းချုပ်စကားကိုမောဘာသာနဲ့ပဲပြောကြ